မင်္ဂလာပါတငယ်ချင်းတို့ရေဒီနေ့မှာတော့အရန်ကိုမှဝန်ဆောင်မှုကောင်းတဲ့စပင်းညက်ဆိုင်တွေတခုလမ်းညွှန်ပြပေးရှင်ပါတယ်ဘလောက်ထိ customer တွေအပေါ်စေတနာထားရဲဆိုတာကိုဒီဗီဒီယိုလေးနဲ့အတူတူအရင်ဆုံးကြည့်ကြရအောင်တိုင်းရောင်လေးနော်အိုးဘီကိုကြည့်ပါဦးဒီကကြီးပဲခေါင်းနဲ့စပင်းနဲ့တော့မလိုက်ပြန်ကြည့်မယ်ဟိုကစေးတုပ်တဲ့အတိုင်းလားရှီလောင်းကနေတာပေါ့နှစ်ခေါက်အမလေးကုန်ပါပြီစက်ပြကြုံညာတာဖြစ်ရမယ်ရေလေးရှူပြီးသားပဲစပင်းညက်တဲ့ဒီပါတခါလေးရှူပြီးထားတာသွားလိုက်တိုက်ပြီးသေးတယ်မစိုးဘူးဝန်ဆောင်မှုကောင်းတဲ့ဒီဇိုင်နာကမှတော့လုံးဝရေရှည်အောင်မြင်မှကျင်းသေးတယ်စပင်းမှုတ်တဲ့ဆက်လာတာအိမ်တိုင်းမှာတစ်ခုလောက်တော့ဆောင်းသားတင်တယ်နော်ဒီလိုစပင်းမှုတ်တဲ့ဆက်မျိုးလုံးဝချောသွားပြီလှသွားပြီဒီလိုမျိုးဆိုင်လေးမှာသွားပြီးတော့စပင်းညက်မယ်ဆိုရင်တော့အနည်းဆုံးတော့အင်ကြီးဝတ်စုံတစ်စုံအပေါ်တော့ယူသွားတင်တယ်နော်ဒီဗီဒီယိုလေးကဟာတာအနေနဲ့တင်ထားပေးခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးပဲရီမောပြည့်ရှင်နေကြပါစီရှင်အားလုံးကျေးဇူးတင်ပါတယ်